အချိန်က2022ခုနှစ်လောက်ကပေါ့ကျမတို့မိသားစုအတိတယောက်ရဲ့ရွာကိုလိုက်လေကြတာလေကောင်းလေတန်လဲရခရီးလဲထွက်ရတယ်ဆိုပြီးရန်ကုန်မြို့နဲ့တိတ်မဝေးတဲ့ရွာလေးကိုသွားဖြစ်ခဲ့တယ်ရွာကဘုန်းကြီးကျောင်းမှာလည်းအလှလုပ်ရင်းနဲ့သွားခဲ့ကြတယ်ကျမတို့ရောက်သွားတဲ့နေရာကရွာရဲ့ရေဆက်ဝန်းလို့ခေါ်တဲ့နေရာမှာလည်းဖြစ်ခဲ့တယ်အဲဝန်းကြီးထဲမှာလူနေအိမ်က2အိမ်3အိမ်ပဲရှိတယ်ကျန်တာကရေကန်ကြီးရဲ့ဆက်တွေရှိတဲ့အဆောက်အဦတွေရဲ့တစ်ပင်ကြီးတွေရဲ့ပဲရှိတယ်ရောက်သွားတော့ကျမတို့ကမြို့သူမြို့သားတွေပြီးလူသိမ့်မရှိတဲ့နေရာဆိုတော့တိတ်ကြိုက်ကြတာပေါ့ပါလာတဲ့ကလေးတွေဆိုပြေးလွှားဆော့ကစားနေတယ်ကျမတို့နဲ့လူကြီးတွေရဲ့အတွေးမှာတော့မနဲ့အလှသွားဖို့စိတ်အားထက်သန်နေကြတယ်ကျမတို့အကြိုက်ပေါ့အဲ့ဒါကြောင့်ကျမတို့ကဝေးနေတဲ့အဆောက်အဦတွေထဲဝင်မဲ့အိတ်ပဲခြံရဲ့အပေါက်ဝနာကတစ်ပင်ကြီးတစ်ပင်နားမှာပဲဝိုင်းထိုင်ကြစားကြနေပေါ့အပေါက်ဝနာမှာမုံရောင်နဲ့မုံဆိုင်အိမ်လေးလည်းရှိတော့ကျမတို့အကြိုက်ပေါ့ကျမတို့ထိုင်နေတာကအပေါက်ဝနာဆိုပေမဲ့အပေါက်ဝလည်းမပိတ်ပါဘူးဒါပေမဲ့အဲ့ချန်တွေကဒေါ်ကြီးတယောက်ကျမတို့နားကဖျက်လျှောက်တိုင်းမျက်လုံးစိမ်းကြီးတွေနဲ့ကြီးသွားတာတမျိုးကြီးပဲကြောက်စရာကြီးကျမတို့ကတော့လူများလို့သူမကြိုက်တာနေမှာပါလို့တွေးမိသေးတယ်ဖြစ်ချင်တော့ညနေလေးဘေးကတစ်ပင်တွေကနေကျမတို့ကိုစိုက်ကြည့်နေတယ်လို့ခံစားနေရတယ်။အရေးမဲတွေလည်းတစ်ဖြက်ဖြက်နဲ့ပြေးနေတာတွေးလိုက်သေးတာအမေကတော့တစ်ပင်ကြီးတွေဆိုတော့ရှိမှာပဲရှောက်ကြည့်မနေနဲ့တဲ့။မနေ့ရောက်တော့ကျမတို့နေတဲ့အပင်ရဲ့ဘေးပင်ကတီဟိုဆေးပင်ဖြစ်နေတာကျမတို့ညီမ2ယောက်ကလည်းအပင်ကိုအပြင်မှာတိတ်မမြင်ဘူးတော့ပျော်ပျော်ကြီးအသီးတွေကောက်ကြတာပေါ့ကျမတို့အပင်ပေါ်ကအသီးကိုမခူးခဲ့ပါဘူးကျမညီမကအပင်ပေါ်ကအသီးကိုကင်ကြည့်တော့မခူးဖို့တားခဲ့တယ်အလှမသွားခင်မုံဆိုင်ရဲ့အိမ်မှာကျမတို့သွားလေတဲ့လူတွေအတွက်ထမင်းတွေဟင်းတွေဝိုင်းချက်စားကြတာချက်တဲ့ချိန်ရွာထဲကလူတွေလည်းဝိုင်းကူကြတယ်ဖြစ်ချင်တော့ဟင်းကဝက်သားဟင်းကြံပါတဲ့အဖွဲတွေကအကုန်စားကြတယ်ကျမညီမလေးလည်းစားတယ်ကျမကတော့စိတ်ကဘာလို့မှန်းမသိစားခြင်းစိတ်ကိုမရှိလို့မစားခဲ့မိဘူးအငယ်မကကျမစားဖို့ယူလာပေးတော့အမေကပိုက်စာနေတာအမေကကျမအတွက်ယူခဲ့တဲ့ထမင်းကိုစားလိုက်တာချက်တာလဲကိုလူတွေပဲမို့အမေလည်းစိတ်ချလက်ချနဲ့စားလိုက်တာဖြစ်ချင်တော့အချိန်ကလည်းနွေရာသီကြီးရာသီဥတုကအပူဆုံးအချိန်မှာကျမတို့လည်းရေစဝန်းရဲ့အပြင်ဘက်မှာရှိတဲ့အပင်ကြီးတစ်ပင်အောက်ဖျားခင်းပြီးအပူတက်တာအောင်ထိုင်နေကြတယ်ဘုန်းကြီးကျောင်းကိုသွားမဲ့အချိန်ရောက်တော့အမေကမအီမသာဖြစ်ပြီးခေါင်းတွေမူးနောက်လာလို့ကျမတို့သားမိတွေနေခဲ့တယ်ကျမတို့အရေးခိုနေတဲ့နေရာနဲ့ဘေးမနီမဝေးမှာတန်ပရာအခင်းရှိတယ်တန်ပရာပင်အားလုံးကလူတရက်စာလောက်လေးပဲရှိတာကျမတို့လည်းစိတ်အေးလက်အေးနားနေချိန်မှာပဲဟဲ့ဟိုမှာကောင်မလေးတယောက်အင်ဂျီဖြူဖြူလေးနဲ့ရက်နေတယ်ကျမတို့လည်းလှည့်ကြည့်တော့မတွေ့ဘူးမရှိပါဘူးအမေရဲ့အဲ့ချိန်မှာပဲအမေကခေါင်းရမ်းမှုတက်လာလို့ကျမကအမေကိုနှိပ်ပေးရင်းဖျားစာရုပ်ပေးလိုက်တော့အမေကအန်တော့တာပဲဒါနဲ့ပဲအလှလိုက်သွားတဲ့အဖေကိုဖုန်းလန်းဆက်ပြီးရေမန်းယူခဲ့ပါအောင်လို့လှမ်းပြောလိုက်တာကျမတို့သားမိနေတဲ့အပင်အောက်ကိုခွေးနှစ်ကောင်ကခဏခဏလာကြည့်တယ်အဝေးကနေကြည့်လိုက်အနီးကပ်လာကြည့်လိုက်နဲ့ကျမကလည်းဖျားစာရုပ်ပြီးစီးချလိုက်မှခွေးနှစ်ကောင်လည်းမလာတော့ဘူးဖြစ်ချင်တော့ရေမန်းယူပြီးလာနေတဲ့ကျမအဖေဆိုင်ကဲတန်းကိုကျမတို့သားမိကြားနေရတယ်ဒါပေမဲ့အဖေကဝင်လာရမယ့်လမ်းကိုဝင်မလာခဲ့ပဲကြော်မောင်းသွားတယ်အပြန်ထက်မောင်းလာတဲ့အတန်ကြားလိုက်ရတော့လမ်းထဲဝင်မလာပဲထက်ကျော်သွားပြန်ရောဒါနဲ့ကျမလည်းဖုန်းဆက်ပြီးအဖေပါလို့ဝင်မလာပဲကြော်သွားနေတာလဲမေးမှအဖေကငါလမ်းပြောင်းနေတာတဲ့ဒါနဲ့ကျမလဲကြားဘူးနာဝါနဲ့မျိုးဆောင်နဲ့လမ်းဆောင်နဲ့ကိုတိုင်တီးပြီးလမ်းပြပေးပါလို့ဆူတောင်းလိုက်မှအဖေလည်းကျမတို့ရှိရာရောက်လာတော့တယ်အဖေရောက်တော့အဖေကအထက်လမ်းဆရာတယောက်မို့ရေမန်းပေးပြီးတိုက်လိုက်မှအမေလည်းမူးဝေနေတာတက်တာသွားတယ်လာကြည့်နေတဲ့ခွေးတွေလည်းတချိုးတည်းပြေးတော့တာပဲဒီလိုနဲ့ကျမတို့လည်းတညထက်မအိတ်တော့ပဲပြန်လာကြတယ်နောက်မှကျမတို့ပြန်တီးလိုက်ရတာကအဲ့ပင်ကပိုင်ရှင်ရှိတယ်တဲ့သူအသီးတွေကောက်သွားလို့အစာအပင်းထည့်လိုက်တာတဲ့ကျမကမစားမိလို့ကန်ကောင်းသွားတာဒါပေမဲ့ကျမတို့လည်းမခူးခဲ့ပါဘူးကောက်ရုံလောက်နဲ့တော့မပြုတ်စားတင်ဘူးလို့တော့ထင်တာပါပဲသင်ခန်းစာတစ်ခုတော့ရလိုက်ပါတယ်ဘယ်နေကိုပဲသွားပင်အောက်ကအတီးပါမကောက်ရဲတော့ပါဘူးတငယ်ချင်းတို့လည်းကျွေးနေတာပဲဆိုပြီးမကောက်မိအောင်တတိပေးလိုက်ပေးရစီရှင်တငယ်ချင်းတို့ကြုံတွေ့ခဲ့ရတဲ့6ချားပွဲတွေကိုလာပြောပေးလို့ရပါတယ်ဒီလိုဇလန်းလေးနဲ့အမှတ်တရဖြစ်အောင်ပြန်ဖန်တီးပေးသွားပါမယ်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ကျမ်းမာပျော်ရွှင်ပြီးအသက်ရှူတိုင်းငွေဝင်ကြပါစေ